စကြဝဠာကြီးရဲ့အခြေခံအကြဆုံးအယောင်တွေကိုပြပါဆိုရင်လူတိုင်းပြည့်မြင်မိမဲ့အယောင်တွေကတော့အဖြူနဲ့အမဲပဲဖြစ်ပါတယ်။ယူပဗေဒသဘောတရားအရာကြည့်မယ်ဆိုရင်အဖြူရောင်ဆိုတာအလင်းနဲ့အားလုံးစူးစီးသွားတဲ့အခါဖြစ်ပေါ်လာတဲ့အရာဖြစ်ပြီးအမဲရောင်ဆိုတာကတော့အလင်းရောင်လုံးဝမရှိတာဒါမှမဟုတ်အလင်းကိုအပြည့်အဝဆွဲယူထားလိုက်တာပဲဖြစ်ပါတယ်။ Design နဲ့ Printing နယ်ပယ်တွေမှာတော့အဖြူနဲ့အမဲကိုကာလာဖြစ်ပဲသတ်မှတ်ပြီးအသုံးပြုကြပါတယ်။ဒီလိုလုံးဝဆန့်ကျင်ဘက်ဖြစ်နေတဲ့သဘောတရားနှစ်ခုကိုပေါင်းစပ်လိုက်တဲ့အခါမှာတော့ကမ္ဘာပေါ်မှာအပြတ်သားဆုံးသော contrast အလင်းအမှောင်ကွာခြားမှုကိုရရှိပါတယ်။ဖြူနေရန်ပေါ်မှာအမဲစာရေးထိုင်အဝေးကနေတောင်ဖတ်လို့ရပါတယ်။ဒါပေမဲ့အစိမ်းပေါ်မှာအနီစာရေးထိုင်ရင်တော့ဖတ်ရတာခက်လာပါတယ်။အကြောင်းရင်းကတော့ဖြူနဲ့အမဲကအလင်းအမှောင်ကွာခြားမှုအရင်မြင့်နေလို့ပါ။ဒါကြောင့်စာအုပ်တွေသတင်းစာတွေ website တွေ mobile UI တွေအများစုကအမဲရောင်စာနဲ့အဖြူရောင်နောက်ခံကိုပဲရွေးချယ်ထားတာပါ။ Formula 1တို့လိုမော်တော်ယာဉ်ပြိုင်ပွဲတွေမှာပြိုင်ပွဲပြီးဆုံးကြောင်းပြသတဲ့အခါအဖြူနဲ့အမဲအကွက်လေးတွေဖော်ဆက်ထားတဲ့ checker flag ကိုကိုရမ်းပြသတာကိုမြင်မှုကြမှာပါ။ဘာကြောင့်အယောင်တောက်တောက်တွေကိုမသုံးပဲအဖြူနဲ့အမဲကိုပဲသုံးတာလဲဆိုရင်ပြိုင်ကားတွေကတနာရီကီလိုမီတာ300ကျော်နဲ့မောင်းနေကြတာပါ။ဒီလိုအမြန်နှုန်းမှာရေမောင်းတွေရဲ့အမြင့်အာရုံဟာအလုံးကိုဝေဝါးသွားပါတယ်။ဒါအပြင်ပြိုင်ပွဲလမ်းကြောင်းပေါ်မှာကားတာယာထွက်ပေါ်လာတဲ့မီးခိုးတွေဟုံမုံတွေနဲ့အင်ဂျင်အပူချိန်ကြောင့်ဖြစ်ပေါ်လာတဲ့လေလူလှိုင်းတော့ heat haze တွေရှိနေပါတယ်။ဒီလိုအခြေအနေမျိုးမှာအဖြူနဲ့အမဲရဲ့ပြတ်သားတဲ့ contrast ကသာဘလို့အခြေအနေမျိုးမှာမဆိုရင်မောင်းတွေရဲ့မျက်စိကိုအလင်းအမြန်ဆုံးနဲ့အရှင်းလင်းဆုံးဖန်ဆားနိုင်တာဖြစ်ပါတယ်။ဒီအလံကိုပဲအချိန်အစတင်သုံးစွဲခဲ့လဲဆိုတော့မှတ်တမ်းအတိအကျမရှိပေမဲ့19ရာစုနှောင်းပိုင်းမြင်းပြိုင်ပွဲတွေစပီးပြိုင်ပွဲတွေမှာစတင်အသုံးပြုခဲ့ပြီး1906ခုနှစ်ပြင်သစ်နိုင်ငံမှာကျင်းပခဲ့တဲ့ Van der Waals Cup ကားပြိုင်ပွဲမှာတရားဝင်စတင်အသုံးပြုခဲ့တယ်လို့မှတ်တမ်းတွေကဆိုပါတယ်။အဖြူနဲ့အမဲအကြောင်းပြောရင်မပါမဖြစ်ကတော့တရုတ်ရိုးရာဓာတ်သနိကဗေဒဖြစ်တဲ့ရင်နဲ့ရံပါပဲ။စဝိုင်းတစ်ခုထဲမှာအဖြူနဲ့အမဲတဝက်စီကွင်းညွတ်စွာပါဝင်နေပြီးအဖြူထဲမှာအမဲဆက်လေးအမဲထဲမှာအဖြူဆက်လေးပါဝင်နေတဲ့သင်္ကေတဟာအင်မတန်နဲ့ရှိုင်းပါတယ်။ရင်ဟာအမျိုးသမီးတဘာဝအမှောင်တူအေးမြခြင်းတည်ငြိမ်ခြင်းနဲ့လာမင်းကိုကိုစားပြုပြီးရန်ဟာအမျိုးသားတဘာဝအလင်းရောင်ပူပြင်းခြင်းလှုပ်ရှားခြင်းနဲ့နေမင်းကိုကိုစားပြုပါတယ်။လောကကြီးမှာအလင်းရှိမှအမောင်ဆိုတာရှိသလိုအကောင်းနဲ့အဆိုးဆိုတာအမြဲတမ်းတွဲဖက်နေတယ်ဆိုတာကိုပြသချင်တာဖြစ်ပါတယ်။စန့်ကျင်ဘက်တွေဟာတစ်ခုကိုတစ်ခုဖျက်ဆီးဖို့မဟုတ်ပဲမျှတနေအောင်အပြန်အလှန်ကြားကန်ပေးထားတယ်ဆိုတဲ့သဘောတရားကိုအဖြူနဲ့အမဲကအကောင်းဆုံးသရုပ်ဖော်ထားပါတယ်။တဘာဝတရားကြီးကလည်းအဖြူနဲ့အမဲရဲ့ပြတ်သားမှုကိုအကျိုးရှိရှိအသုံးပြုပါတယ်။သိပ္ပံပညာရှင်တွေရဲ့လေ့လာချက်အရမြင်းကြားတွေရဲ့အဖြူနဲ့အမဲအစင်းကြားတွေဟာပြတ်သားတဲ့ contrast ကြောင့်သွေးဆုပ်ရင်ကောင်တွေရဲ့အမြင်အာရုံကိုရှုပ်ထွေးစေပြီးအကိုက်မခံရအောင်ကာဝယ်ပေးတယ်လို့ဆိုပါတယ်။ဒါအပြင်အမဲရောင်ကအပူကိုဆုပ်ယူပြီးအဖြူရောင်ကအပူကိုပြန်ကန်ထုတ်တဲ့အတွက်သူတို့ရဲ့ခန္ဓာကိုယ်အပူခြင်းကိုတဘာဝလျောက်ထိန်းညှိပေးတဲ့စနစ်တစ်ခုလည်းဖြစ်နေပါတယ်။ကမ္ဘာပေါ်မှာရှစ်အကြဆုံးနဲ့ညံအသုံးရဆုံးကစားနည်းဖြစ်တဲ့စစ်တူရင်မှာလည်းအဖြူနဲ့အမဲကိုသာအဓိကအသုံးပြုထားပါတယ်။ကစားကွက်64ကွက်ပါတဲ့စစ်တူရင်ခုံဟာအဖြူနဲ့အမဲအချိုးကျခင်းချင်းထားပြီးတပ်ဖွဲ့နှစ်ခုဟာလည်းအဖြူနဲ့အမဲသာဖြစ်ပါတယ်။ဒီနေရာမှာအဖြူနဲ့အမဲဟာဒိုင်းတူညီမျှခြင်း equality နဲ့စစ်မှန်တဲ့ရှင်ပြိုင်ခြင်း pure competition ကိုကိုစားပြုပါတယ်။ကစားသူရဲ့အာရုံစိုက်မှုကိုနီးပြူဟာအပေါ်မှာသာအပြည့်အဝထားရှိနိုင်ဖို့ဒီလိုပြတ်သားတဲ့အရာနှစ်ခုကိုသုံးထားခြင်းဖြစ်ပါတယ်။ဒီဘက်ခေတ်မှာအယောင်အသွေးစုံလင်တဲ့ကင်မရာတွေဖန်သားပြင်တွေပေါ်ပေါက်နေပြီဖြစ်ပေမဲ့အဖြူအမဲဓာတ်ပုံပညာဟာယနေ့တိုင်အနုပညာတစ်ရပ်အနေနဲ့ရှင်သန်နေဆဲဖြစ်ပါတယ်။ပုံတစ်ပုံမှာအယောင်တွေပါလာတဲ့အခါလူရဲ့မျက်စိကအယောင်တွေကိုအရင်ဆုံးအာရုံရောက်သွားတတ်ပါတယ်။ဒါပေမဲ့အဖြူနဲ့အမဲသာပါဝင်တဲ့ဓာတ်ပုံတစ်ပုံကိုကြည့်တဲ့အခါမှာတော့ဓာတ်ပုံတွေကဇက်ကောင်ရဲ့ခံစားချက်အလင်းအမှောင်ရဲ့ဖွဲ့စည်းပုံတွေကိုပို့ပြီးနက်နက်ရှိုင်းရှိုင်းခံစားရတယ်လို့ဆိုပါတယ်။မိတ်ဆွေတို့ရောအဖြူမဲနဲ့ပတ်သက်ပြီးဘယ်လိုခံစားမှုတွေရှိလဲ။အဖြူမဲကာလာတွေကိုရွေးချယ်လေးရှိလား။ကွန်မန့်မှာဆွေးနွေးသွားလို့ရပါတယ်။